အလုံးလုံးပြီးဝေဖန်ခံရဖို့ကိုရွေးချယ်ပါဒီနေ့ပေါ့နော်စုအတော့မဲ့ happy စာအုပ်တွေကနေပြီးတော့ဒီနေ့စုဖတ်ပြတဲ့စာအုပ်တွေကနေပြီးတော့တကယ်ကိုအကျိုးရှိမဲ့အရာလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်ရှင်ခမ ्या ကတဲ့တခုခုဖန်တီးနိုင်ခဲ့လို့အကယ်ဖြတ်တာခံရနိုင်တယ်ဒါမှမဟုတ်ရင်လည်းခမ ्या ရဲ့ထူးချွန်မှုကိုစိတ်တွေမှာပဲထားခဲ့မိလို့နှင်းလို့ရှုခံရနိုင်တယ်လူတွေရဲ့ဝေဖန်မှုနဲ့အပြစ်တင်မှုတွေအပေါ်မှာကြီးမားတဲ့ကြောက်စိတ်ရှိနေတဲ့အခါကျွန်တော်တို့တွေဟာကိုယ့်ရဲ့အားသာချက်တွေအရေးချင်းတွေကိုဖော်ထုတ်ဖို့မကြိုးစားကြတော့ဘူးတဲ့ဥပမာလူတွေကကိုယ့်ကိုဘာပြောမလဲလူတွေရဲ့ဝေဖန်တဲ့အပြစ်တင်မှုတွေကိုကိုကအဲ့ဒီအပေါ်မှာလိုက်ပြီးတော့ခံစားနေမယ်လိုက်ပြီးတော့ကြောက်စိတ်တွေကများနေမယ်ဆိုလို့ရှိရင်တဲ့ကိုယ်မှာရှိတဲ့အားသာချက်တွေအရေးချင်းတွေကိုဖော်ထုတ်ဖို့အတွက်မကြိုးစားကြတော့ဘူးတဲ့ကိုရေးတဲ့စာတွေကိုဖန်တီးထားတဲ့ထုတ်ကုန်တွေကိုဆွဲတဲ့ပကြီးတွေစသဖြင့်ကျွန်တော်တို့ရဲ့လက်ရာတွေဟာလူတိုင်းရဲ့အကြိုက်နဲ့တော့အမြဲတမ်းထပ်တူကြမှာမဟုတ်ပါဘူးတဲ့ဒါကြောင့်မို့တဲ့ဘလောက်ပဲအကောင်းဆုံးဖန်တီးမှုပဲဖြစ်ပါစေသူတို့မနှစ်သက်ဘူးဆိုရင်အပြစ်တင်ဝေဖန်တာတွေကတော့လောက်ကြမှာပါပဲတဲ့ကိုဘလောက်ပဲကောင်းတာပဲလောက်ဘလောက်ပဲအကောင်းဆုံးပဲဖြစ်ပါစေသူတို့မနှစ်သက်ဘူးသူတို့မျက်စိထဲမှာမကြိုက်ဘူးဆိုလို့ရှိရင်ကိုကအပြစ်တင်ဝေဖန်တာတွေတော့သူတို့ကလောက်ကြမှာပါပဲတဲ့ဘာပဲဖြစ်ဖြစ်တဲ့ကိုအကောင်းဆုံးပြုလုပ်လိုက်တဲ့အရာတစ်ခုကိုအပြစ်ပြောခံရတာကဘာမှမလုပ်ပဲနေလို့လူတွေရဲ့နှိမ့်ညူရှုတာခံရခြင်းထက်တော့ပိုပြီးတော့တာပါတယ်တဲ့အရန်ကောင်းတယ်နော်သူကရမ်းကြိုက်ပါတယ်နောက်ပြီးတော့အဝေဖန်ခံရမှုကိုကြောက်ရမှာမဟုတ်ပါဘူးတဲ့ဘာမှမလုပ်နေခဲ့ရမှာကိုဒါကြောက်ရမှာပါတဲ့ဘာဘဝကိုအချင်းလေးဖြစ်စေတဲ့အခြေအနေနှစ်ခုကတော့တဲ့လူတကာကြိုက်ဖို့စ조사နေခြင်းနဲ့တခုခုကိုဘာမှဖြစ်ဖြစ်မြောက်မြောက်လုံးမပြနိုင်ခြင်းတွေဖြစ်ပါတယ်